game လေးကလည်းဆော့ခြင်းနဲ့ video edit photo edit ဒါမျိုးလေးလည်းလုပ်ချင်တယ် laptop လေးဝယ်မယ်ပေါ့နော်စဉ်းစားလိုက်တော့budget လည်းအများကြီးမသုံးချင်ဘူး battery လေးကခံရမယ်ကွာဆက်လေးကနည်းပေါ့ပါမယ်ဆိုတော့ရပါမလားဒီမျိုး laptop ရလားမင်္ဂလာပါ next week ကြရပါဒီနေ့မှာတော့ကျွန်တော် make ဆွေတွေကျွန်တော် customer ချမ်းပါနည်းနည်းစမ်းတဝါဝါလေးဖြစ်နေတဲ့အကြောင်းအရာလေးပေါ့နော်အဲ့ဒါကျွန်တော် laptop တစ်လုံးဝယ်ခံပြီးကြရင်ကျွန်တော်လိုချင်တာကတစ်ခုရှိပေမဲ့နောက်ထပ်ထပ်ပိုးဖြစ်လာတဲ့အကြောင်းအရာလေးတွေပေါ့ဥပမာထားပါတော့ကျွန်တော်က video editing အတွက် laptop ဝယ်ခြင်းပေမဲ့တခါတလေမှာကျွန်တော်တို့ video editing နဲ့လုပ်ချင်တယ်ငါ game လေးလည်းဆော့ချင်တယ်ဆိုတဲ့အတွေးမျိုးလေးလည်းဝင်တက်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကအဲ့လိုမျိုးတွေးမိနေတယ်ကျွန်တော် make ဆွေတွေ laptop ဝယ်ခံပြီးကြရင်အဲ့လိုမျိုးဖြစ်နေတဲ့ကျွန်တော် make ဆွေတွေကိုလာပြီးတော့အကြံပြုပေးတာပေါ့နော်ပြောမယ်ဆိုရင်အကြံပေးတာပေါ့အဲ့ဗီဒီယိုလေးဖြစ်ပါတယ်အခုခေတ်မှာ laptop ဒါမှမဟုတ်ရင် device တစ်ခုခုဝယ်မယ့်လူတွေကကျွန်တော်တို့အရင်တော့အဲ့လိုမျိုးကျွန်တော်ငယ်တော့ပေါ့ထားပါတော့ကျွန်တော်ငယ်တော့ဆိုရင်ကျွန်တော် device တစ်ခုခုဘာမှရှေ့နောက်မစင်စားပဲနဲ့ဘာမှ device knowledge လည်းဘာမှမသိပဲနဲ့ဒီအရာပေါ်မှာပဲကျွန်တော်ပတ်စံနေအများကြီးပုံဟောပြီးတော့ဝယ်ခဲ့ကြတာမျိုးရှိရပါတော့ဒါပေမဲ့အခုချိန်မှာ device တစ်ခုခုကိုအတွက်ဝယ်ပြီးဆိုရင်ရှုထောင့်မျိုးစုံဘက်ပေါင်းစုံကနေစဉ်းစားကြရပေါ့ဒီလိုမျိုးတွေးတဲ့လူတွေရှိတယ်လို့ဒီလိုမျိုးမတွေးဘဲနဲ့ကျွန်တော်တို့ကဥပမာထားပါတော့ကိုယ့်ရဲ့ budget က8000ဆိုရင်8000တန် laptop တစ်လုံးကိုရှာပြီးတော့8000နဲ့ဝင်နေဆိုရင်အဲ့ laptop ဝယ်လိုက်တဲ့မိတ်ဆွေတွေလည်းရှိရပါတော့ဆိုတော့laptop တစ်လုံးကိုဘယ်လိုဝယ်ရမလဲကိုနဲ့တင့်တော်တဲ့ laptop တစ်လုံးဖြစ်အောင်ဘယ်လိုမျိုးလေးရွေးချယ်ကြမလဲဆိုတော့ကျွန်တော်တို့ video editing သုံးမယ်ဆိုရင်အနည်းဆုံး CPU ဆိုရင် Intel Core i5 ထားပါတော့ i5 တွေပါတော့မပြောတော့ဘူးဗျာအနည်းဆုံး Intel series ဆိုရင်11 generation RAM 16လောက်ပါတဲ့ laptop တွေဖြစ်ဖြစ်ဒါမှမဟုတ် Ryzen ဆိုရင်လည်း9000 series နဲ့အထက်ဖြစ်တဲ့laptop တွေဖြစ်ဖြစ်ပေါ့နော်ဒါမျိုး spec လေးတွေကိုချမ်းချင်းအနည်းဆုံးထားပြီးတော့ရွေးလို့ရတယ်ပေါ့တကယ်လို့ကိုက video editing မဟုတ်ဘဲနဲ့ video editing နဲ့လုပ်မယ်ကျွန်တော် game လေးပါနေပါနောက်ကနေလိုက်ပြီးဆော့မယ်ဆိုရင်တော့ GTX RTX ဒါမျိုး gaming graphic card တွေတက်ပါတဲ့ laptop တွေကိုဝယ်ယူရင်တော့ပိုအဆင်ပြေပေါ့နော်အဲ့နေရာမှာတစ်ခုရှိရကကျွန်တော်တို့ video editing လုပ်မယ်ဟုတ်ပါပြီကျွန်တော်တို့ gaming နဲ့ဆော့မယ် game နဲ့ဆော့မယ်ဆိုအဲ့နေရာမှာထပ်ကွာသွားသေးတာကကျွန်တော် video editing လုပ်မယ် photo editing လုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ blue software တွေသုံးပါလဲပေါ့နော်ကျွန်တော်တို့က Premiere Pro တို့ After Effects တို့ဒါမျိုး software အကြီးတွေသုံးပြီးတော့တကယ် 3D video editing တွေလုပ်မှလာဒါမှမဟုတ်ပေါ့ blog edit တွေကျွန်တော်တို့ဒီပုံမှန် content creation edit လေးတွေလုပ်မှလာပြောရင် software ပေါ်လိုက်ပြီးတော့လည်းကျွန်တော်တို့က laptop တစ်လုံးရွေးချယ်ရတယ်ပေါ့နော်ဒီက software အမြင့်သုံးမယ်ဆိုရင်သုံးတယ်လို့ကျွန်တော် laptop ကိုလိုက်ပြီးတော့လည်းမြင်ရတယ် CapCut Canva ဒါမျိုးလောက်နဲ့အဆင်ပြေဆိုရင်လည်းကျွန်တော်ဒီ1000ပတ်လဲlaptop လေးနဲ့လည်း okay ရပေါ့နော်အဲ့လိုမျိုးပဲ gaming မှာဆိုရင်လည်းကျွန်တော်တို့ GTX graphic card ပါတဲ့ laptop တစ်လုံးဝယ်ပြီးတော့ကျွန်တော်တို့ဥပမာထားတော့ RTX requirement လိုတဲ့ game ကိုသွားဆော့တဲ့အချိန်မှာအဆင်မပြေတာမျိုးရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေတွေမှာကျွန်တော်တို့ကဒီဟာကိုဆော့လို့ရပါတယ်ဆိုပြီးတော့ရောင်းလိုက်လို့ရတယ်ဗျာဒါပေမဲ့ customer ဘက်ကိုအဆင်မပြေမှန်းတိတိရနဲ့ကျွန်တော်ကအတင်းထိုးရောင်းလိုက်တာမျိုးကကျွန်တော်တို့ပြန်ပြီးဖြတ်စည်းနေရတယ်တူတယ်ပေါ့နော်အဲ့လိုမျိုးကြီးလည်းကျွန်တော်တို့မိတ်ဆွေတွေအရွေးမမှားအောင်လည်းကျွန်တော်တို့ဘက်ကလည်းတေချာလေးမိတ်ဆွေတို့အသုံးပြုမဲ့အမျိုးအစားပေါ် category ပေါ်လိုက်ပြီးတော့ကျွန်တော်တို့က laptop လေးတွေကိုပြပေးတယ်ရောင်းပေးတယ်ပေါ့နော်ဒါကတော့တစ်ပိုင်းပေါ့နော်ကျွန်တော်တို့စီမှာရနိုင်တဲ့ service ပေါ့နောက်ထပ်အရေးကြီးတာလေးကကြတော့ကျွန်တော်တို့ laptop တစ်လုံးဝယ်တဲ့အခါမှာ balance wheel ဖြစ်နေဖို့လိုရပေါ့နော်ပြောရရင်တနေရာနဲ့ကွက်ပြီးကောင်းနေတာမျိုးကအဆင်မပြေဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဥပမာထားပါတော့ကျွန်တော်တို့ဝယ်ရတဲ့ laptop ကကျွန်တော်တို့ specification ရ Intel Core i7 ကို13 gen ဖြစ်နေတယ်ဒါမှမဟုတ်14 gen တွေပါဖြစ်နေတယ်ဗျာအဲ့အချိန်မှာကျွန်တော်တို့ရဲ့ laptop ရဲ့ display က UHD ပဲ support လုပ်တယ်ဆိုရင်ဒီ laptop ကိုသုံးပြီးအလုပ်လုပ်ရတဲ့လူက graphic designer video editor ဆိုရင်ဒီ display နဲ့လုံးဝအဆင်မပြေဘူးပေါ့နော်လုံးဝအဆင်ပြေမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ laptop တစ်လုံးဝယ်တဲ့အခါကျရင် specification တွေကသူ့ဟာနဲ့သူ balance ဖြစ်နေရမယ်အမျှတနေရမယ်ပေါ့နော်အဲ့လိုမှပဲကျွန်တော်ရေးချီဒီ laptop နဲ့သုံးရတာအဆင်ပြေမှာဖြစ်ပါတယ်အချုပ်အားဖြင့်ဆိုရင်တော့ကျွန်တော် laptop ဝယ်တဲ့အခါမှာကျွန်တော်တို့တစ်ခုတည်းကိုပဲမကြည့်နဲ့ပေါ့နော်ဒါတော့ကိုက budget ကိုအရင်ကြည့်လိုက်ပြီးတော့ရွေးချယ်မယ်ဆိုရင်လည်းဒါတော့ကိုက9000 8000လောက်သုံးမယ်ဒါပေမဲ့နောက်ထပ်1000လောက်ထပ်ပြီးသုံးလိုက်ရောဘယ်လိုမျိုး laptop ရနိုင်မလဲဆိုတော့အများနဲ့စဉ်းစားပါအဲ့လိုမျိုးလေးရွေးချယ်ပြီးဝယ်လိုက်တာကမိတ်ဆွေသုံးမဲ့နောက်ထပ်အချိန်တွေမှာအများကြီးထောက်ကူဖြစ်ပါလိမ့်မယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ laptop ဝယ်မဲ့မိတ်ဆွေတွေအတွက်တစ်ခုခုရစေခြင်းနဲ့ကြည့်ရ channel လုပ်ပြတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်နောက်ထပ်လည်းသိချင်တဲ့အကြောင်းအရာတွေရှိရင်ကျွန်တော် next video မှာလာပြီးဆက်သွယ်မေးမြန်းလို့ရပါတယ်ကျွန်တော် next video မှာ laptop လေးလည်းရောင်းနေပေါ့နော်တကယ်လို့လိုအပ်လို့ရှိရင်ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်